အားလုံးပဲမင်္ဂလာပါ 3D Lucky Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးဟာ share နဲ့ပတ်သက်တာတွေတင်ပြမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့ channel လေးကို subscribe ဆိုတဲ့စာတန်းလေးနှိပ်ပြီးအားပေးတော့ပါအောင်ဗျာเนาะအခု16ရက်6လ2025အတွက်ဒီတွက်နေ့လေးကိုပြပေးပါမယ်ဗျတွက်နေ့ကိုတော့နောက်မှပြပေးထားပါတယ်ဗီဒီယိုကအရှည်ကြီးတင်လို့မရတော့တဲ့ကြောင့်မို့တော်တော်လေးလုပ်ပြီးတင်ပြရခြင်းဖြစ်ပါတယ်ဗျာเนาะတွက်နေ့ကိုနောက်မှပြပေးထားပါတယ်subscribe ဆိုတဲ့စာတန်းလေးနှိပ်ပြီးတော့အားပေးတော့ပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့ကိုကြည့်ရှုလေ့လာပြီးကြိုက်နေတဲ့ရင်အသုံးပြုနိုင်ပါတယ်ခင်ဗျာမကြိုက်ဘူးဆိုရင်လည်းအသုံးမပြုဘဲနေလို့ရပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါ16ရက်6လ2025အတွက်ပြီးတွက်နေ့လေးကိုပြပေးပါမယ်အပေါ်မှာပြပေးခဲ့တဲ့ဟာတွေကတော့ကြည့်ပြီးတော့ယူလိုက်ပါเนาะပြီးလို့ဗီဒီယိုကအရှည်ကြီးရိုက်လို့မရတဲ့အတွက်ကြောင့်မို့နှစ်ချိန်လောက်ပဲကျွန်တော်တွက်ပြပေးပါမယ်ဒါကထိုင်းတီ6လုံးကဏ္ဍဖြစ်ပါတယ်เนาะ3300ထွက်တဲ့ဘက်ကထိုင်းတီ6လုံးကဏ္ဍက2513303ဖြစ်ပါတယ်အဲ့ဒီမှာထိုင်းတီ6လုံးကဏ္ဍရဲ့ဒုတိယကဏ္ဍရဲ့တတိယကဏ္ဍရဲ့ကိုယူတယ်ပြီးတော့6ပုံသေး6နဲ့ပေါင်းတာဖြစ်ပါတယ်ဒီမှာ5တက5ရဲ့ဒီကတစ်က9နဲ့1နဲ့ပေါင်းမယ်ပြီးတော့6ပုံသေးနဲ့ပေါင်းတာဖြစ်ပါတယ်9နဲ့1နဲ့ပေါင်းတော့6နဲ့6နဲ့ပေါင်းတော့2ရတယ်အဲ့ဒီ2ကိုတပွင့်တိုးတော့3ကြီးပါတယ်เนาะအဲ့ဒီ3ကြီးမှာတဲ့35လို့ထွက်သွားပါတယ်ဗျာเนาะ35လို့ထွက်သွားပါတယ်35နဲ့ထွက်တဲ့ဘက်မှာဆိုရင်ထိုင်းတီ6လုံးကဏ္ဍက95935နဲ့ဖြစ်ပါတယ်အဲ့ဒီမှာထိုင်းတီ6လုံးကဏ္ဍရဲ့ဒုတိယကဏ္ဍရဲ့တတိယကဏ္ဍရဲ့ယူ6မှတ်နဲ့ပေါင်းတာဖြစ်ပါတယ်ဒုတိယကဏ္ဍက9တတိယကဏ္ဍက9 6မှတ်နဲ့ပေါင်းတယ်9 9 6 3လုံးပေါင်းခြင်းက300ရပါတယ်300ကိုတပွင့်တိုးတော့1တဲ့အဲ့ဒီမှာ16ရက်6လ2025အတွက်300တစ်ကီဖြစ်ပါတယ်ဗျာเนาะ300တစ်ကီဖြစ်ပါတယ်16ရက်6လ2025အတွက်300တစ်ကီဖြစ်ပါတယ်ဗီဒီယိုကအရင်အရှိကြီးတင်လို့မရတဲ့အတွက်ကြောင့်မို့တူတူလေးတင်ပြခြင်းဖြစ်ပါတယ်နောက်မှလိုက်လွှင့်ပြီးတော့တခြားရှင်းပြပေးပါမယ်အားလုံးပဲကြိုက်နှစ်တန်ရန်အသုံးပြုနိုင်ပါတယ်အားလုံးပဲကံကောင်းကြပါစေဗျာ